ရုပ်ချောစေတဲ့ကုသိုလ်၄မျိုးရှိတယ်တင်းအစားတောက်လှူရင်ရုပ်ချောတယ်ဘာလှူရင်ဖြစ်နိုင်မဖြစ်နိုင်တဘာဝယုတ်တိတစ်ခုစဉ်းစားကြည့်လိုက်မစားရတဲ့မျက်နှာနဲ့စားရတဲ့မျက်နှာအကွာကြီးဟုတ်တယ်မလားစားရတဲ့မျက်နှာပြောင်းကြည့်လို့မစားရတဲ့မျက်နှာစူပုတ်ပြီးရှက်ကောက်ကြီးချိုးလို့ဘယ်လုံးမှမချောနိုင်ဘူးအဲကြောင့်အစားတောက်လှူရင်ရုပ်ချောတယ်အဝတ်ထဲလှူရင်လည်းရုပ်ချောတယ်လူမာအဝတ်တောင်းမာအဝတ်သူနဲ့လိုက်ဖက်တဲ့အဝတ်ပေးဝတ်ကြီးရွက်ချမ်းရည်ကြိုရုပ်ရည်တော့မှဟဲနင်းကဒါလေးနဲ့တော့လိုက်တယ်ဟဲကြည့်ကောင်းတယ်အဲ့လိုဖြစ်သွားတာဒါကြောင့်အဝတ်ထဲလှူရင်လည်းရုပ်ချောတယ်ဒေါသကိုထိန်ပြီးမေတ္တာပွားရင်လည်းရုပ်ချောတယ်ကြိုက်တဲ့လောက်မျက်နှာကိုမှန်ရှိမှပြင်မှုံးနေအောင်ပြင်တော့အပြင်ထွက်လိုက်တာနဲ့ဒေါသထွက်เสียရတွေကြုံလာလို့တခါတည်းစိတ်ဆိုးပြီးရှူးနဲ့မျက်လုံးကြီးကပြူးမျက်ထောက်ကြီးကနီးနှုတ်ခမ်းကြီးကထောမေကျော်ကြီးတွေထောင်ဆိုကဲချစ်เสียရလားကြောက်เสียရလားဘလောက်ရုပ်ကိုပြင်အဲ့ဒီဒေါသကိုမထိန်နိုင်တော့မရဘူးအကယ်၍ဒေါသကိုထိန်နိုင်မယ်ဆိုမျက်နှာပြင်ကိုမှုံနေအောင်ပြင်ထားတာဒေါသထိန်လို့မျက်နှာလေးကကြီးသွားမယ်စိတ်ကကြည့်ရင်ရုပ်ကြည့်တယ်ကြီးသွားလို့ရှိရင်အလှပေါ်မှာအရင်ဆင့်တယ်လို့အလုံးကိုတင့်တော်တယ်သူကဒါကြောင့်ဒေါသကိုထိန်ပြီးမေတ္တာပွားရင်လည်းရုပ်ချောတယ်နောက်နံပါတ်၄ကဖရာเจ้าကံရောက်တဲ့ခါမှာတန်ရှင်ရကုသိုလ်လုပ်တပြည့်စည်းလဲတဲ့အမိုက်ကျုံးတယ်ကြမ်းတိုက်တယ်မိဖို့ကြောင့်လည်းဝင်တယ်အဝတ်လျှော်တယ်ဟိုလက်ခုစုပ်တွေလက်တော့ဝတ်တွေလျှော်တယ်ပကံခွဲရောက်တွေတိုက်ချွတ်စေကြတယ်ဖရာเจ้าဆောင်ဝင်လိုက်တဲ့ဖုန်လေးခါထုတ်တယ်တန်ရှင်လုပ်တယ်အဲ့ဒီကုသိုလ်လုပ်လိုက်ရင်ရင်သူတဲ့တန့်နေစိတ်ကိုကြီးသွားတာပဲစိတ်ကြည်ရင်ရုပ်ကြည့်တယ်